မောင်ရီရဲ့အပိုင်းလေးတကြီးဦးမောင်ရီခက်ကမြစိတ်ထဲကနေတနှုံနှုံနဲ့ဘာဖြစ်ခြင်းလို့ဖြစ်ချင်နေမှမသိပေမဲ့တကြီးဦးမောင်ကိုမကြည်တာတော့အမှန်မကြည်ဘူးဆိုလေအခြားအကြောင်းတော့မဟုတ်ဘူးသူ့သမီးလှုပ်လိုက်လို့စီးရုပ်တနေရချိန်လူနာတည်တော့လာမမေးရကောင်းလားဆိုပြီးမကြည်တာဒီလိုနဲ့တလားလောက်ကြာတော့မောင်ရီရဲ့စီးရုပ်ဟာဆင်းပြီးရွာကိုပြန်လာတယ်ရွာဝင်လမ်းကလေးကတရိပ်ဝါရိုက်တွေနဲ့အေးအေးချမ်းချမ်းရွာထဲကဆိုင်းတန်ပုံစံတွေကတော့ရွာအပြင်ထိပါပြက်လွယ်နေတယ်ရွာအဝင်ဝမှာတင်ဆိုင်းတန်ပုံစံကြားကလေးကရွာဖျားပွဲစနေပြီဆိုပြီးရီခဲတိလိုက်တယ်ရီခဲရဲ့ခြေလမ်းတွေကဆိုင်းတန်ပုံစံလာရဘက်သို့တက်တဲ့ဟိုင်ဟာမတထောင်တကောင်ပါတယ်ဟဲ့တွေးကြောင်ရင်လက်ဆောင်အမြင့်မတွင်စီမွန်တက်ခဲ့လို့ရတယ်ဟိုင်ဟာပြေးမောင်းတိုက်တန်ညာတန်တွေအစစ်မပြတ်ထွက်ပေါ်နေတယ်ဇက်အောက်ဘေးပတ်လဲမှာလဲပြိတ်သက်တွေကဝန်းရံထားတယ်နံပါတ်1တက်စင်ခဲချက်ကမြနိုင်ဘဲတွေဆက်နေတဲ့လက်ဝဲကြောပါခင်ဗျာတကွင်းလုံးလက်ခုပ်တန်လောက်ဝါတီးပြီးအားပေးရတယ်စင်မောကလူကလည်းအရက်စစ်မျက်နှာလဲပြီးလက်မောက်ဖုတ်ပြပေါက်ပတ်ပြလိုက်နဲ့ဟန်ရေးပြနေတယ်ပုံစံကလည်းလက်ဝဲသမားဆိုသလိုဗလာတောက်ခတ်ဖြောက်နဲ့စပင်ကိုပါဘေးခွဲလေးဖိထားသည်ကြည့်ရတာရွာနီးချုပ်ဆက်ကခေါ်ထားတာတော့မဖြစ်နိုင်မြို့ပေါ်ကတက်ငါထားတဲ့လက်ဝဲသမားပုံစံရီခဲလက်ဝဲခွနဲ့ရောက်တော့ပတ်ဝန်းကျင်ကိုတစ်ချက်အကဲခတ်ကြည့်တယ်လက်ဝဲစီရဲ့နောက်ဆုံးတန်းမှာချစ်စုမကနေရာယူထားတာကိုတွေ့တယ်တကြီးကတော့ခုနစင်မောကလူနဲ့ထိုးမဲ့ရွာသားပခုံးနေနေပြီးပြီးစကားပြောနေတယ်စင်မောကလူလဲဟန်ရင်ပြရင်တကြီးသမီးမချက်စုကိုဝိကြည့်ချစ်စုမကလည်းတက်လုံးထောင်မောင်းနေခဲ့ပြီးအခုမှခက်နှွဲ့အပြိုင်ထိုးတဲ့မဲ့လက်ဝဲကြောနေခံပေးတာမောင်းဟိုင်ဟာခေါ်တန်ကြတော့ရွာသားစင်မောတက်သွားတယ်ပြီးတော့သူလဲထုံးစံအတိုင်းဟန်ရေးပြတယ်တရားသားတယ်ဆိုတော့ပြိတ္တကလည်းဝေကနေအော်ဟဲကြတယ်ထိုးတန်မနဲ့အောင်သားစင်လဲမှာမျက်နှာချစ်စရာရက်လိုက်ပြီးဒါလုံးမယ်ဟဲ့ ready 1 2 3တောင်းတိုင်တော့လိုက်တာနဲ့ဗီရာမောင်ကဝိုင်းလက်တီနဲ့အရင်ထိုးတယ်စိတ်ခဲချက်ကဗီရာမောင်ရဲ့ဝိုင်းလက်တီကိုကာပြီးပက်လက်တီနဲ့ဗီရာမောင်ရဲ့မီးယူကိုစော်လက်လိုက်တာဗီရာမောင်ကတစ်ချစ်တိုင်နဲ့လေးပေါ်မြောက်သွားပြီးနောက်ပြန်ကြတယ်စိတ်ခဲချက်ကသူ့ထိုးလိုက်လက်တီကိုတော့ပြန်မသိပဲစေမုံကနေမျက်ခုံတစ်ချက်ပက်ပြီးချက်စုမကိုလမ်းကြည့်တယ်ချက်စုမကလည်းလက်နှစ်ဖက်ကိုပေါင်ကြတဲ့ထဲပြီးရှစ်ခနဲ့ဓာကြီးကိုတူအမြင်တော့ချက်စုမနာတော့ပြီးပြတ်တော့လုတ်တဲ့ထဲချက်စုမထပြန်သွားတယ်ပြီးတော့တကြီးကပစိုးတစ်ပတ်ကြိုက်ထားပြီးမျက်နှာထားတစ်နဲ့တောက်တစ်ခေါက်1 2 3 4 5မောင်မေးတာခင်ဗျာပြန်တော့မထားနိုင်တော့ရွာသားတွေကပဲပေတာမောင်ကိုစင်မောကနေဆွဲသွားရတယ်ပြိတ္တတွေကလည်းဘာမှမကြည့်လိုက်ရတော့စူညံဖြစ်လာတယ်ပြိတ္တကဝဲတောင်းနေတော့မြင်တော့ကြီးညာတဲ့လူကတစ်ချစ်တဲ့နဲ့ပွဲသိမ်းထိုးသွားတဲ့စိန်ခဲချက်ပါခင်ဗျာရွာသားတွေကမကြည့်နိုင်လို့ခံပြေးတဲ့နောက်တစ်ယောက်တက်ပြီးထက်ထိုးတယ်ထက်ရှုံတာပဲကိုရွာသားတွေကရှုံတဲ့နေရာမှာထူးကြော်နေတော့တကြီးကိုယ်တိုင်ပစိုးတမနဲ့ကြိတ်မနိုင်ခဲမနိုင်စိန်ခဲချက်ကလည်းအောက်ကဘိန်းမောင်းတိုက်တယ်နဲ့သူကြည့်ပေမဲ့ဘယ်သူမှလည်းနောက်ထပ်တက်မထူရတော့ဘူးမျက်စိစီမာတင်3ယောက်မောက်သွားတာကိုကဲတပွဲတလန်အကဲစမ်းနေတဲ့သူရှိသေးလားတကြီးနဲ့ထူမလားလူရဲထွက်လာတဲ့အတန်ကြောင့်ကြီးနာတဲ့လူနင်းသွားတယ်စေမမပတ်ပြီးဖေးမောင်းတက်တဲ့သူဟန်ရင်ပြနေတဲ့စိတ်ငယ်ချက်ကလည်းတော့ကနေပြိတ်တက်တွေနဲ့အတူတကြီးကိုယ်တိုင်လည်းကြုံတောင်းနဲ့ပြောဆူနဲ့ရေခဲကလူအုပ်ကြားတဲ့နေထွက်လာပြီးစိတ်ငယ်ချက်ကိုမောကြည့်ရင်စားရှိရင်တကြီးနဲ့ထိုးမလားစိတ်ငယ်ချက်ကရေခဲကိုငုံကြည့်ပြီးမပြောရဲနဲ့
ပြောရဲနဲ့ဟိုလေကွာမင်းဟာလေတကြီးနဲ့တော့ဘယ်ထိုးလို့အဆင်ပြေပါမလဲပြေတာပေါ့ဗျာတိတ်ပြေတာပေါ့အသက်ကြီးပေမဲ့မပြစ်စီသေးတာကျုပ်တို့တကြီးပြိုက်ဘက်တွေကိုအပြတ်တက်နိုင်ယူခဲ့တဲ့ကျုပ်တို့တကြီးလေထော်တာတော့နွားနှက်ဆက်ကိုတယောက်တည်းထော်ခဲ့တကြီးဥမောင်တကြီးဗျဟုတ်တယ်မန်းလေငါတို့တကြီးနဲ့ထိုးကွတကြီးနဲ့ထိုးပါဗျို့လူကြတဲ့အတန်တွေထွက်လာတော့စိတ်ခဲချစ်လဲဘာပြောမှမသိတကြီးကလည်းညီခဲမြောက်ပြောနေတာပြိတ္တတွေကထောက်ခံနေတဲ့အတန်တွေကြတော့သူ့ရဲ့မရှိတဲ့ရင်ကိုကော့ပြီးဘာမှမဝင်ပြောပဲရုပ်တည်ချင်းနဲ့ငားဆိုတဲ့ပုံဖန်နေတယ်တကြီးခင်ဗျာဟန်ပေးကောင်းနေတော့ရှိသေးရေခဲကတကြီးနာရောက်လာပြီတကြီးဘာလုပ်နေရတော့အင်းကြီးချော်လေးဟမ်မနေနဲ့ကိုရောလာပြီးကိုပြန်ကြော်တဲ့အဖြစ်မျိုးတော့မခံနိုင်ဘူးလာထားဆိုပြီးတကြီးတိုက်ပေါ်ကိုဆွဲကြော်တယ်ဟိကောင်ရေနေအောင်လေကွာဘာမှမနေဘူးအရင်ပြလုပ်ကျင်လိုက်တကြီးခင်ဗျာဘာမှတော့ပြောချင်မရမထင်မဲ့ပဲပါဇက်ဝတိလာတဲ့ရေပူးကြောင့်ရေတီးပြီးနှာခေါင်းထဲကရေတွေထွက်ကြလာတယ်ရေခဲကတော့မတိတလို့ပဲနေပြီးတကြီးလက်နှစ်ဖက်ကိုပတ်တီးစီပြီးလှုပ်ရှားရှိတာဆက်လုံးနေတယ်ရေခဲကအတင်းကြီးတွေရှောက်လို့နေတော့တကြီးကတီးမခံနိုင်တော့ပဲဟဲ့အောင်ရေခဲနေအောင်လို့ပြောနေတယ်တကြီးဟက်လိုက်တာကြောင့်ရေခဲကတကြီးကိုမွတ်ကြည့်ပြီးဘာဖြစ်လို့တော့တကြီးရဲ့ဘာဖြစ်ရမှာလဲမင်းအတိတ်ပဲမရှိရပြီလုံနေအောင်ဘာလို့အတိတ်ပဲမရှိရမှာလဲဘေးပတ်လေကိုလည်းကြည့်အောင်လေတကြီးကောင်းဘယ်ညာဝေးကြည့်တယ်ဒါကိုရေခဲဆက်ပြီးတွေ့လားတကြီးပြိတ္တတွေအားလုံးမျောလင့်နေတာအလားကားမဟုတ်ဘူးသူတို့ရဲ့ဂုံတိတ်ခါတကြီးများပြန်ယူပေးနိုင်မလားဆိုတဲ့နွန်လက်ချက်တွေနဲ့ကြည့်နေတာရွာရဲ့ဂုံတိတ်ခါအတွက်ရေရှဲတာထိုးပစ်လိုက်စမ်းပါတကြီးဟာတက်ထိုးပလိုက်စမ်းပါတကြီးပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ဝင်ကြည့်ရေခဲပြောတာဟုတ်တီရှိတော့အားလုံးကတကြီးကိုကောင်းလေးပြူတက်နဲ့ဝိုင်းကြည့်နေကြတာတော့အမန်ဟိတ်ကောင်ရေခဲငါအသက်ကြီးပြီကွာအိုမင်းမစွမ်းတာတဲ့အသက်ရနဲ့ဘယ်လိုလုပ်နိုင်မှာတော့တကြီးအပြောကိုရေခဲကခက်စိမ့်လေးပြုံးပြပြီမပူစမ်းမနဲ့တကြီးဟာတကြီးကိုဖေကောင်ကတူငါဘိုင်ဝမ်းထိုးရဲမှာလေဗျစင်ဘွားကောင်လည်းတစ်ချက်မော့ကြည့်အောင်တကြီးစင်ဘွားစင်ခဲချက်ကိုလမ်းကြည့်တယ်စင်ခဲချက်ကမြတချီပြီးတိုင်းတခါလက်ဝဲစင်ပေါ်တော့မှပေါင်ကားနဲ့ထိုင်ပြီးအနားယူလေးရှိတဲ့အကောင်ခုတော့စင်းတောင်းနေမှာဘာတွေဖြစ်နေမှမသိတဲ့ရုံနဲ့ကျုပ်လေးထိုင်ပြီးတကြီးကိုမုံမရဲပြန်ကြည့်နေရှာတယ်စိတ်ခဲချက်ပုံစံမြင်တော့မှတကြီးကခက်မက်မက်လေးပြောပြီးအေးဟုတ်တော့လေဟုတ်တယ်ကွဒီကောင်ကိုကြည့်ရတာအတော်ရှိန်နေပုံပဲသိမှန်တာပေါ့တကြီးဟာအဲ့ဒါကြောင့်ပြောတာပေါ့ဒီပွဲတကြီးတိတ်ခါထက်တဲ့ပွဲလဲဖြစ်အောင်မှာငါတို့တကြီးကစားမရှိပါဘူးကွာဆိုပြီးလူတွေတပုတ်လေးလည်းပြောစရာဖြစ်ကုန်လိမ့်မယ်ဟေးအဲ့လိုတော့အဖြစ်မခံနိုင်ဘူးကွာတကြီးဥမောင်တဲ့တမောင်လည်းရှိတယ်လာတာပြောဆွနဲ့တကြီးစင်မောကောက်တက်သွားတယ်တကြီးတက်လာတော့စိတ်ခဲချက်ကများလဲထိုင်ရမလို့ထားရမလို့ဇောကြီးတွေပြန်နေပြီလာတော့ကရွာကန်တွေနဲ့ထိုးဖို့ဆိုပြီးလာတာအခုထိုးရမယ်လူကတကြီးဆိုတော့ဇောကြီးမပြန်ပဲဘယ်နေလိမ့်မလဲတကြီးဆိုတာလဲရွာခံပဲလေအဲ့တော့ညင်းရအခက်ထိုးရအခက်နဲ့ဘာလို့ဖောက်ခံရမှမသိဖြစ်နေတာရွာသားတွေကလည်းစင်အောင်ကတကြီးဥမောင်တကြီးဆိုပြီးညာတန်ပေးနေကြသလိုဆိုင်းဆရာတွေကလည်းဘာလို့ရမှမသိတော့ပြင်းမောင်းပဲပြန်တိုင်နေတယ်တကြီးလဲစင်မောရောက်လက်ကုပ်တန်းကတကွင်းလုံးစီစီညံ့ညံ့ဖြစ်သွားတယ်တကြီးကလည်းအရက်ရှမျက်နှာကိုလက်မြောက်ပြပြီးစင်တော့မှအိမ်ကြီးရနဲ့သွားဖြန့်ထိုင်နေတယ်တကြီးတိုင်တော့ရေခဲကစင်မောတက်လာပြီးတကြီးကိုနှိမ့်နေပေးနေတယ်ဟေးကောင်ဖြစ်ပါမလားမင်းပြောတော့ဒီကောင်ဆင်းပြီးမယ်ဆိုအခုချိန်ကြီးထိုင်နေတော့ကြအတီထိုးမှဖြစ်မပူစမ်းမှနဲ့တကြီးဟာဒီကောင်မထိုးရပါဘူးနောက်ပြီးကျွန်တော်အကြံရှိတယ်ခဏလေးပြောဆူနဲ့ရေခဲထားပြီးတစ်ဖက်စင်တော့မှထိုင်နေတဲ့စိန်ခဲချစ်စီသွားတယ်ပြီးတော့စိန်ခဲချစ်ပကုံးတွေပါနေနှိမ့်နှံပြီး
စကားတော်နဲ့ပြောနေတယ်။ဘာတွေပြောနေမှမသိပေမဲ့စိန်ခဲချက်ကတော့ကောင်းတငိမ့်ငိမ့်နဲ့ပြီးတော့ရေခဲကတကြီးနာပြန်လာပြီးရပြီတကြီးအဆင်ပြေသွားပြီဘာမှမပူနဲ့တော့ဘာအဆင်ပြေတာတော့ကျွန်တော်ညှိပြီတကြီးအခုကလူတွေကလည်းအများကြီးဝိုင်းကြည့်နေကြတာဆိုတော့မထိုးမရတော့ဘူးတကြီးဟာဒီကောင်နဲ့ထိုးရင်ဒီနေ့ဆော့တော့ပြီးနှစ်ပြန်ရစ်လက်သွားမှာပေါ့ဟာဗျာတကြီးကလည်းပိန်းချက်ထိုးတာတော့ထိုးရမယ်ဒါပေမဲ့တကယ်မထိုးရဘူးဘယ်လိုကွာဒီလိုဗျာလူတွေရတယ်ရှိနေတာဆိုတော့တကြီးဒင်းနဲ့ထိုးရမယ်ဒါပေမဲ့လှုပ်ပွဲပေါ့ဗျာဟေးဘယ်လိုလှုပ်ပွဲလဲကွာဒီလိုတကြီးဒိုင်လော့ပြီးဆိုတာနဲ့သုံးဝင်နဲ့အပြတ်တော့ရမယ်သူကပထမချက်တစ်ချက်ထိုးရင်တကြီးကညာဘက်ဆောင်းရမယ်ဒုတိယတစ်ချက် white ထိုးလိုက်မယ်ဒီမှာတကြီးကငုတ်ဆောင်တက်တက်မှာတကြီးကသူ့ခြေထောက်ကိုဖြတ်ရမယ်ကွာငါချစ်တော့ကျိုးသွားမှာပေါ့ကွာဟာတကြီးကလည်းပြောတာနားထောင်အောင်သူကအဲ့ဒီချိန်တကြီးကန်တော့ကားတဲ့ပုံစံနဲ့ပေါက်တစ်ဖက်မြောက်ကားလိုက်မယ်အဲ့ဒီမှာကျန်တဲ့ခြေထောက်တစ်ဖက်ကိုအားမပါရင်နေပါစီထိအောင်တော့ကန်လိုက်အဲ့တော့အဲ့ဒီမှာသူ့ဘာသာသူပြက်လွယ်သွားလိမ့်မယ်အဲ့ဒီချိန်တကြီးအပေါ်ကနေတက်ခွာပြီးအားနဲ့ပဲထိုးဖွာပဲထိုးချင်းတလုံးထိုးဒိုင်နံပါတ်ရေးပြီးတဲ့အထိသူပြန်ထလာမှာမဟုတ်တော့ဘူးကျွန်တော်သူ့ကိုညှိပြီးသူလည်းလက်ခံတယ်တကြီးကလည်းအနိုင်လဲရမှပြင်တိတ်ခါပါထပ်ရအောင်ပါကျွန်တော်ပြောပါတယ်ဒီကောင်တကြီးကိုမထိုးရပါဘူးလို့ရေခဲပြောတာကြားပြီးတကြီးကစိန်ခဲချက်ကိုလန့်ကြည့်တယ်စိတ်ခဲချက်ကလည်းခုနကလိုကြောက်နေတဲ့ရုံမပေါက်တော့ပဲတကြီးကိုပြုံးပြပြီးလက်မလေးထောင်လိုက်တယ်ရေခဲပလန်က okay ဆိုပြီးတဲ့သဘောဒါပေမဲ့တကြီးကခဏစဉ်းစားပြီးဒါပေမဲ့သူကဘယ်ချိန်ထထုံးမယ်ဆိုတာငါဘယ်လိုသိမှာလဲကွာအော်အဲ့ဒါလည်းပူစရာမလိုပါဘူးသူမထုတ်ခင်ယာလို့ဟောလိုက်မယ်ယာလို့ကြားရတယ်တကြီးဆောင်းတော့ဟုတ်ပြီလားဟုတ်ပြီယာနော်ရေတကြီးပြောပြီးတာနဲ့ရေခဲကမိုက်ကင်ပြီးကြီးညာတဲ့ဘက်ကိုအချစ်ပြလိုက်တယ်ဟိုဘက်ကလည်းအချစ်ပြတာကိုမြင်ရတဲ့ကဲ2000မှတစ်ချိန်မတွေ့ရတဲ့ပွဲလေတစ်ဖက်မှာတော့အခုချိန်ထိဆုံးပွဲမရှိတဲ့စိန်ခဲချက်ညာတန်ပြီးတဲ့အတိုင်းပြေးမောင်းတိုက်တဲ့သူစိန်ခဲချက်ဟန်ရင်ပြတယ်တစ်ဖက်ကတော့အသက်ကြီးအောင်မပြည့်စည်သေးတဲ့နေခံတကြီးကြားဆိုမှကြားလာထဟန်ရတကြီးလဲခေသူမဟုတ်ဟန်ရင်ပြတဲ့ဘောက်တော့ပိုင်တယ်ဘယ်ညာလက်မောင်ပုံပြီးလုံးဝထိုးတဲ့ဟန်ရင်ပြတယ်ပြိတ္တကလည်းဟေးကနေလက်ခုပ်တီးပြီးအားပေးကြတယ်စိန်ခဲချစ်တဲ့တကြီးကပြိတ္တအသာကြီးရထားတယ်တကြီးဥမောင်တကြီးပြိတ္တရဲ့ဩဘာအတန်တွေကလည်းတကွင်းလုံးအပြည့်တော်ညနှစ်ယောက်သားဟန်ရင်ပြပြီးစင်အလဲမှာစုံကြတယ်စိန်ခဲချက်ကသူ့ကိုကြည့်ပြီးမတိမတာလေးမျက်စိမိတ်ပြတယ်တကြီးကလည်းသူသိတယ်ဆိုပြီးအသားလေးခေါင်းပြန်ညိပြတယ်နှစ်ယောက်စလုံးထူးကို ready ဖြစ်ပြီလဲဆိုတာနဲ့ဒိုင်လော့တော်တာပဲတောင်းဒိုင်လော့တာနဲ့စိန်ခဲချက်ကရေခဲပြောရတဲ့အတိုင်းပထမတစ်ခွက်မှာဘယ်လက်တီနဲ့ထိုးရမယ်ဆိုလို့လက်တီနဲ့ထိုးဖို့အတွက်တကြီးကိုအချက်ပေးတဲ့အနေနဲ့ယာလို့អော်လိုက်တယ်ယာလို့អော်ပြီးတာနဲ့ဘယ်ဘက်လက်တီကိုအစိမ့်ပြပြနဲ့လော့ချလိုက်တယ်ဟင်စိန်ခဲချက်လက်တီကလင်းသလိုတကြီးရတယ်လင်းနေစိန်ခဲချက်ထိုးတာနဲ့တကြီးစိန်ခဲချက်ထိုးတာတကြီးဆောင်မဲ့ဖက်ဒါပေမဲ့သူ့ရဲ့လက်တီအစီတတဲ့ကိုဝင်လာတာကတကြီးမြက်ခွက်ကြီးကွေးတော်လည်းမဆက်ခင်ဆက်တော်လည်းမကွေးပါပဲထိုးခံလိုက်ရတာနဲ့တပြိုင်နက်တကြီးရဲ့သူ့ရဲ့တီကြီးလေးညင်းတဲ့အတန်အော်နဲ့ကြီးမီလို့អော်ပြီးနောက်ပြန်လှည့်ကြသွားတယ်ပြိတ္တလည်းဟာကနေစိတ်ကင်းချင်းကလည်းဟင်းကနေသူလေတကြီးကဆောင်းမဲ့အောင်မဆောင်းပဲလက်တီထိုးမဲ့တက်ကိုမြက်ခွက်ကြီးပြေးကြတော့ကြောင်အံ့ဖြစ်နေတာတကြီးလည်းလဲကြသွားတော့ရေခဲကချစ်ချင်းပြည့်တက်လာပြီးတကြီးကိုကြည့်တယ်တကြီးကတော့မျက်စိပွက်ပြီးပြုံးပြုံးကြီးနဲ့ပက်လက်ကြီးလဲနေလေရဲ့တကြီးအရှင်ပြေးရဲ့လားရေခဲအမေကိုတကြီးကခက်ပြုံးနေပြီပြေးပါတယ်ခွတကြီးစီကစကားကိုပြန်ကြတော့မောင်ရေခဲကတော့ပါသေးရဲ့ဆိုပြီးဒါဆိုလဲထလိုက်တကြီးကျွန်တော်အနားတောင်းတာခဏနားလိုက်
ထားချိန်မှာမို့ကွာမြစ်ကင်စိန်တွေနဲ့တောင်တန်းတွေရဲ့စုခင်ကလာတယ်ကွာဟင်ဟောဗျာတွေ့လားလေးပြလေးတွေနေဦးငါဖမ်းပေးအောင်မယ်ပြီးငါ့ကိုဖမ်းနေပြီဟာတကြီးစင်ပေါ်မှာဖုံးအောင်လိုက်တဲ့မျက်နှာပြုံးကြီးနဲ့မျက်စိဖွက်လက်ပလက်ကြီးမိနေပြီစိတ်ကူထဲမှာပါလေးပြောင်ဖက်နဲ့လိုက်ဖမ်းနေလေပြီရေခဲလည်းချစ်ချင်းတတိဝင်လာတာနဲ့ရေရှိလားရေဟာကြားပါတယ်ကွာဆိုထွီးဆိုပြီးတကြီးရဲ့မျက်နှာတတွေးနဲ့ထွေလိုက်တယ်ဟာဘာဖြစ်တာလဲမျက်နှာကိုတတွေးလာစင်တော့မှတကြီးကလက်နိုးပြီးခက်လက်နဲ့မိတယ်ဒါကိုရေခဲဘာမှမဖြစ်ပါဘူးတကြီးရဲ့တကြီးအဆောင်သွားလို့ခံလိုက်ရတာစိတ်မပူနဲ့မရှုံးသေးဘူးကျွန်တော်အနာတောင်းထားတယ်နောက်တစ်ချီပြန်ထုတ်တကြီးနောက်တစ်ချီကိုကြားတော့လက်သွားပြီးဟင်နောက်တစ်ချီဟုတ်လားဟုတ်တယ်လေတကြီးရဲ့နောက်တစ်ချီဒီတခါတေချာဆောင်လက်ခွမ်းမိပြောတဲ့အတိုင်းဆောင်းတာလေညာဘက်ဆိုဟာဗျာကျွန်တော်ပြောတဲ့ညာဘက်ကသူ့ညာဘက်ဗျဘဲလက်တီးနဲ့ထူမှမို့လို့သူ့ညာဘက်ကိုဆောင်းခိုင်းတာမင်းကလည်းရှင်းအောင်ပြောမှာပေါ့ကွာဒါနဲ့တကြီးမျက်လုံးကမြင်ရလားဘယ်လုံးပြောတာတော့ညာဘက်လုံးအေးမြင်တော့မြင်ရတယ်ခက်ဟောပါပဲဒါဆိုထိုးလို့ရသေးတယ်စစ်ထိုးဟေးရေခဲကိုကြည့်ရတာတကြီးမျက်လုံးနှလုံးလုံးပိတ်ကမှဘွေးကိုရက်စီချင်းတဲ့ပုံပဲပြောတော့လေပြောပြီးတော့ရေခဲစင်အောင်ပြန်ဆင်းသွားတယ်အနားဟုတ်ချင်းလည်းပြီးတော့နှစ်ယောက်သာအစင်လဲမှာပြန်တွေ့ကြတယ်စိန်ခဲကျရလဲတကြီးကိုမျက်နှာငယ်လေးနဲ့တောင်းပန်တဲ့ပုံစံလုပ်ပြတယ်တကြီးကလည်းခေါင်းလေးနှိပ်ပြီးရပါတယ်ပေါ့ဝဲပြန်စားတာနဲ့စိန်ခဲချက်ကမထိုးခင်မှာမဆိုလို့စင်အောင်ရေခဲကိုလမ်းကြည့်တယ်ရေခဲကသူ့ရဲ့ညာဘက်အချမ်းကိုလက်နဲ့ပုတ်ပြပြီးလက်တီထောင်ပြတယ်ညာဘက်လက်တီနဲ့ထုံးမယ်ပေါ့စိန်ခဲချက်ကလည်းရေခဲရဲ့ပလိုင်းတိုင်းရလို့ထူချက်အော်ပြီးညာလက်တီကိုအစိန်ခက်ပါနဲ့ထိုးချလိုက်တယ်စိန်ခဲချက်လက်ကလင်းတို့တကြီးရတဲ့လင်းတာတိတယ်မလားစင်ခဲချက်မထိုးရသေးဘူးရလို့ပဲအောင်ရှိတယ်တကြီးမျက်ခွက်စင်ခဲချက်လက်တီလိုက်ရလမ်းကြောင်းမှာအစင်သက်မတိရင်အထိုးခက်ရတော့မှတော့ကြိုက်နေတယ်လို့ပဲစင်ခဲချက်နဲ့သူတင်တဲ့တိုင်လက်တီစီတဲ့ထဲမှာဘွားအောင်တကြီးမျက်နှာကြီးပြန်လာခံတော့အစိန်ဆွတ်ထိုးတဲ့လက်ကိုတကြီးမျက်နှာစီတဲ့ထဲမှာတန့်လိုက်ပြီးအရာဟောထုတကူကိုလက်ညှိုးနဲ့ခပပလေးမထိထိတယ်လို့မျိုးတကြီးရဲ့မျက်နှာပေါ်ကြီးကိုမထိထိလိုက်တယ်ရုပ်တည်းဆိုတော့တကြီးလည်းကြောင်သွားပြီးပြီးမှပြိတ်တက်ကလုတ်ပွဲထိုးနေတယ်ဆိုတော့တိတောင်မဆိုတော့ကြောင့်အထူးခံရတာလို့အိုင်တင်ထုတ်ပြီးအနောက်ခြေလန်းငါးလန်းဆုပ်ပြီးလက်ဝဲကြိုးသွားမိလိုက်တယ်ပြီးတော့ဇင်ခဲချင်းနဲ့မျက်ချင်းဆိုင်ပြန်ရက်လိုက်ပြီးဘာလို့တာလဲဆိုပြီးမျက်ခုံးပြပြတယ်စိတ်ကန်းချက်ကလည်းဘွဲမြင်တင်းချင်တာနဲ့သူ့ချီတောင်ချင်းမြောက်ပြီးတယ်တကြီးကန်ဆိုတဲ့သဘောမျိုးသူ့အောက်မျက်စာပြပြတယ်တကြီးကလည်းတီးပြီးဆိုရတဲ့ပုံစံနဲ့ခေါင်းညိပြတယ်နှစ်ယောက်သားအချိတ်ဆက်မိပြီးဆိုတာနဲ့စင်ငယ်ချက်ကထုံးတာတိုင်းရားလို့អော်ပြီးဒူးမြောက်လိုက်တယ်တကြီးကလည်းတီးတယ်မလဲလင်းပြီးသားအချစ်ပြီးတဲ့ကြာလာနဲ့ဒုတိယအကွဲဆိုပြီးခေါင်းငုတ်လိုက်တယ်တကြီးခေါင်းငုတ်စင်ငယ်ချက်ကဒူးအမြောက်ခွမ်းဆိုတဲ့အတန်တကွင်းလုံးဖိသွားတယ်တကြီးခမသူ့နဲ့ဖူးစိန်ခဲချင်းဒူးကောင်းနဲ့တိုက်မိပြီးဖိန်ထိုင်နဲ့ကြာသွားတယ်စိန်ခဲချက်ကမလည်းတကြီးကိုကြည့်ငိုချင်လာတယ်သူ့မှာမထီအောင်ဆိုပြီးဆောင်းထိုးနေပါတယ်ဆိုမှဘယ်နေရာထိုးမြောက်ခွကြီးပေါ်လာတယ်ဒိုင်လူကြီးကိုပြေးထိုးရင်တော့လွယ်အောင်မယ်တကြီးမျက်နှာကဘလို့ထိုးမလွယ်ဘူးတကယ်ထိုးမလွယ်တဲ့အခွက်တကြီးလည်းထိုင်းနေရင်သူ့နှုတ်ဖူးဖူးထွက်လာတဲ့အလုံးကြီးကိုစမ်းရင်သူ့ကိုလက်ထောင်ပေးတယ်လက်ထောင်ထားတာမြည်တော့စိတ်ခဲချက်ကကြံရများတဲ့အစုံချီချိတ်ရင်ရောင်ဆောင်ပြီးတကြီးရဲ့တောက်ထားတဲ့လက်ပေါ်သူ့ရဲ့မျက်ခွက်မကြီးပြေးအပ်လိုက်တယ်အမလေးဗျာလက်ကြီးရဲ့လက်ပေါ်မျက်နှာကြီးပြေးအပ်လိုက်တဲ့စိတ်ခဲကြီးရဲ့အော်တန်မဟုတ်သူ့ကိုထူဖို့ထောင်ထားတဲ့လက်ပေါ်မှာအုတ်ခွဲလောက်မှတဲ့မျက်ခွက်ကြီးပြုတ်ကျလာတာလို့អော်လိုက်တဲ့တကြီးရဲ့အတန်စိတ်ခဲကြီးကတော့သူ့လက်နဲ့ထိပ်ပြီးတာနဲ့စင်ပေါ်မှာပတ်လက်ကျလိုက်တယ်ပြီးတော့မှမျက်လုံးကိုမိတ်ပြီးမိချင်အောင်ဆောင်းနေလိုက်တယ်ဒီထဲမှာမှစင်ပေါ်မှာကြောင်တောင်ဖြစ်နေတာအတိုင်းလူကြီးတယောက်ကလည်းဖောင်းနေတဲ့နဖူးပေါ်ဖူးကြီးကိုစမ်းရင်နားရဲ့လက်ကြောက်မဝဲဘူးတမဲ
နောက်တစ်ယောက်ကလည်းသူများထောင်ထားတဲ့လက်နဲ့သူ့မျက်နှာသူအထိုးခံပြီးသူ့ဘာသာသူပလက်လက်လို့ညောက်စလုံးချီကြောက်တော်နဲ့ဘာလို့မှမသိရတဲ့တိုင်လူကြီးကနံပါတ်ထိုင်နေလိုက်တဲ့ထေနေတော့လေငါကြောက်နောက်ဆုံးစင်ငယ်ချက်ကပြန်မထတာနဲ့တောင်းဆိုပြီးတကြီးကိုအနိုင်ပေးလိုက်တယ်တကြီးခင်ဗျအနိုင်ရပေမဲ့မျက်နှာတစ်ခုလုံးစုပ်ပြတ်တတ်လို့စနေမောင်ကိုစာရေးသူကျွန်တော်မောင်လေးကျွန်တော်ခေါ်လိုက်ခဲ့အလုံးတောင်းပါပါရခင်ဗျအတန်းလည်းဝင်နေရဲလေရေးတာနဲ့ကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ